cháu mẹ cái xa bù khê cháu ta ông nào biết bờ lô ý đồ cháu mà để sao khét cháu nào u nào biết tôi miêu lì vậy thật đấy ဟေး thật đấy mà mình biết như cha sẽ phải con lấy được rồi chia bộ gạo này đó ဘာများတော့ tao vui Saka lại tẹt này. tao vui thôi vì mà ai biết là thật đấy mà mình xuống đi ra bài lý ဩငါပါအမှုလာပတ်နေ tao nói sẽ biểu là cháu ta giảm được bú đấy tao xa ya rồi bị xa ya rồi bị vì ta đấy nào nên cháu là đồ né đấy anh mà bên ní đấy ကောင်းတာပေါ့တမီးအာမဟုတ်ဘူးလေအာမဟုတ်ကောက်ကလေကွာ không thể bị đơn nào nên là vì nên một cháu bởi thế đấy ဟေးဘယ်နည်းပိတ်တာလဲ tao ní တစ်နှစ်ဖျားကြောင်းဝင်ကွာ cháu nó mới đây cả được cháu bi vậy Tôi đúng sợ không lâu rồi nhà luôn nghe tôi này cha bị ấy chín lại ကဲမရွှေချောခုနကပဲစာအုပ်ဖွင့် တကယ်အဲ့ချင်တာဒီမို့သိချာကြည့်မှန်သွားပြီရောနော်တကယ်လဲပြီပြီနဲ့တရုပ်ဆောင်တာလေးရ နဲ့အခုအိတ်ချင်တယ်စာအုပ်ကျိုးသားပါတမီးရေကဲတမီးကြည့်လိုက်ရင်ဘာဖြစ်ချင်လဲ အဲ့ချင်တယ်နော်ကျန်လာတွေပြောမိနေအဲ့ချင်တယ်ဒါပဲ Oh my god မဟုတ်ဘူးလေသူပြောတာ အဲ့တော့အဲ့ချင်တယ်တဲ့နော်သိန်း120လဲပေးမယ်လဲပြောလဲပြောအခုချက်ချင်း6ဝက်သားတော့ရပါပြီမြန်လိုက်တာတရုပ်ဆောင်လဲကောင်းနေရော ဂတိသမီးလားဂတိတရားကြိုးစား Sao xong tôi đi lấy cho nó cũng xả cho ra rồi ဒါပဲကြိုက်တယ်နော်သိန်း120လဲပေးမယ်လဲပြောလဲပြောသမီးမအိတ်ချင်တော့ဘူးတဲ့နော်သမီးစာပဲလုပ်တော့မယ် အဆက်ဖြတ်သွားတာကိုဖက်ပြတ်သွားရင်ထင်ပြီးကျွန်တော်ဖက်လေးအောင်ထည့်ပေးလိုက်သေးတယ် လင်းယူသွားတာကိုစင်ကာပူသွားရင်ထင်ပြီးဓာတ်ပုံလက်လက်လေးရိုက်ဖို့တော့မှားလိုက်သေးတယ် ပြစ်သွားတာကိုပြစ်သွားဝဲတယ်ထင်ပြီးပန်းအောင်လေးအောင်မှားလိုက်သေးတယ် ပန်းရောင်လေးတော့မှားလိုက်သေးတယ်တော့စိတ်ကုံသွားကိုမုတ်ကုံသွားရဲ့ထင်ကိုနှဆိုင်မိုးရောက်ပြည့်ရသေးတယ် မုန်းနဲ့ပြောတာကိုကျုံးမဲ့ကြားလို့ကျွန်တော်ကျုပ်တွေတောက်ပြီးတော့အားမွေးခဲ့ဘူးသေးတယ် စားတယ်ဘလူးတို့ကြီး မဟုတ်တော့ဘူးကွာမင်းတော့မဟုတ်တော့ဘူးကွာ ဘာပဲပြောပြောနော်ကောင်းတယ်လူတို့ ဘာမပြောင်းလဲဟဲ့ ဒီထဲမှာ TikTok ဆော့တဲ့သူတွေပိုင်တော့ဒီ view လေးကိုကြည့်သွားရင်နော် တစ်တော်မှာမြင်မတော်လိုက်ပုံကကျွန်တော်မြင်ကျွန်တော်အတွေ့ပြောရမှာပဲစင်ញင်မှာပွဲကညာရဲ့လန်တန်ပြန်တန်စတိုကင်းအချက်ကိုတဲ့ညင်အောင်ဝိခါထားတယ်မုံကြီးကြော်ညာသလိုပွဲတော့ဆော့ကလောက်ခါရန်တော့အတိုင်းသာမြင်ရတယ်အဲ့ဒါမျိုးတွေစော်တာကြတော့အသေးပေးခြင်းရတယ်အတွင်းငယ်အင်ကြီးဆိုတာဘောလီတော့မပါတော့တာမို့ပစ္စည်းနဲ့မဆန်ဘူးလေကွယ်တဝက်ကအပြင်းထွက်နေတယ်အဲ့ဒါကြောင့်မင်းငါလိုငနာတွေစိတ်ထိန်မရကြတယ်လက်တယ် တီးလုံးဟောပါဦးသူက တောင်းလက်တယ်တီတောင်း ဘာပဲပြောပြောကောင်းတယ်နော်သူတို့ idea လေးတွေ TikTok ဆော့တဲ့သူယူပြောချင်တာနော်ဒီလိုဖင်ပေါ်ရင်ပေါ်တွေဝစ်ပြီးဆော့မှလိုက်ရတာမဟုတ်ဘူးနော်ဒီမျိုးရိုးရိုးရင်းလေးတွေနဲ့ဆော့ပါလို့ပြောချင်တယ်နော်